Harry Potter ပွဲကိုလာဖြစ်ပါတယ်ကျွန်တော် Slytherin ပါတော့ထပ်လာမဲ့လူတွေကိုစောင့်နေပါတယ်စောင့်နေပါတယ်တွေ့ကြပါမယ်ခုကလာဒီမှာခလေးတယောက်မှမတွေ့လူကြီးတွေကြီးအကုန်လုံးသူကဗျာဒီက winery ပေါ့နော် winery ထဲမှာအဲ့လိုမျိုးမီးထွန်းတဲ့ပွဲလိုမျိုးလုပ်တာပါကျင်လို့လေရလေကြလေဟိုကွာနေတာအစမီးထုတ်ပေးတာတကြက်တန်ဒီကဘာမှကမလို့ကိုဗိုဒီမော့ကိုဘယ်ဗိုဒီမော့ယူမလဲကရုံးယူမလားဟိုက Snape ကြီးဒီဘက်ဗိုဒီမော့ဒီဘက် Snape ဟုတ်တာပဲ Snape ယူမယ် Snape တူပဲဟော Harry Potter ချိတ်တာအကုန်ချိတ်တာယူလို့Harry Potter ပေါင်ချိန်တစ်စိမ့်နဲ့နော်ဘုံအဲ့ရှေ့ကမှာပါညီမလေးပေါ်တာဟက်တော့ဟက်ကောဘေးနာပါဟက်ဘေးကကောင်မလေးကကြာတော့အဲ့လိုဒီကောင်မလေးကိုမိတ်ကပ်တွေပဲပြင်ပြီးရန်သူတွေလာပြီအားလုံးကျွန်တော်ဝိုင်းကျုံးနေပါပြီအဲ့အိမ်လေးအိမ်ရှိတယ်သူတို့စီမှာအဲ့အိမ်လေးအိမ်နဲ့ဘယ်အိမ်နဲ့လဲဆိုတာကိုယ့်အိမ်ကိုတည်အော်ကောမန့်လေးချက်မှန်းခဲ့ကြပါဦးလေးအိမ်ပြောမယ်တယောက်နဲ့ပြောမယ် Gryffindor ရယ် Slytherin ရယ် Slytherin Ravenclaw Hufflepuff Okay Slytherin ဆရာကြီးရွယ်စုတယ်လို့ဆရာကြီးရွယ်ဖြစ်ပါတယ်ခုဆိုစဝင်လာပြီဖြစ်ပါတယ် Welcome to the village ဖြစ်ပါတယ်အောက်မှာဖေုံသီးတွေနဲ့ Thank you. Hi. Oh, လူတွေကအများကြီးပါပဲအေးပါတယ်တော့ခေါင်းစွပ်လေးတော့ပါတယ်ဒါပေမဲ့ဆွတ်တယ်မိမတော့ဆွတ်တာကိုမကားမို့ဂျီအိမ်ဂျီယူလာပါတယ်မဆွတ်တာဒီမှာ marshmallow လေးကင်စားလို့ရပါတယ်ဒီကနွေးနေဘာမှမကင်မလာနေတော့ကောင်းအောင်မထင်ဘူးသူကဗျာလို့ ticket ကအမျိုးမျိုးရှိရယ်အဲ့လိုသူတို့အဲ့လို activity တွေဘာ ticket တွေရှိရယ် you ticket လည်းရှိရယ်ကျွန်တော်တော့ you ticket ပါပဲဘာမှမလုပ်ပါဘူးဒီမှာသူရဲ့ကင်စားလို့တော့ဘာမှမကင်မနဲ့ A တို့ fly လာပြီးလုံနေဖြစ်ပါတယ်မလေးပဲအောင်လုပ်လိုက်တယ်သူကင်မရာချိန်လိုက်တာတန်းစီအောင်ဖြစ်ပါတယ်ထရားလေးစားပြီးတော့ဟိုဘက်ထိstart off the trail ဆက်တန်းစီအောင်တက်နိုင်ဘူး Yo what's up homie Nothing's up homie ထိန်းကြပါဦးစားပြီးတော့ကျင်းထဲပါပြီဝယ်လို့ရပါပြီအဲ့မှာဒီနေ့ Yeah လောရရောက်ပါပြီအဲ့ရှေ့မှာဗျာအဲ့အနေနဲ့ဓာတ်ပေါ်ရိုက်ဖို့တန်းစီပြီးရိုက်ရတန်းစီပြီးစောင့်တော့တန်းစီစောင့်မျိုးရိုက်ပြီးရင်ရိုက်ချင်တဲ့လူကတန်းစီစောင့်မရိုက်ချင်တဲ့လူကလမ်းလျှောက်အဲ့လိုကြာကြီးပဲထင်တယ်ကျွန်တော်ဆက်နော်မနေ့ကကျွန်တော်မေးလိုက်တော့သွားတဲ့လူတွေမေးကြည့်လိုက်အဲ့လိုပဲကြာကြီးစောင့်နေရတယ်တူလေးကိုဆိုတနားရီဝက်လောက်ကြာရပြောရှောက်သွားတာဒီနေ့ကပို့ဆိုးမယ်ထင်တယ်နေ့ကစနေနေ့ကသူတို့မနေ့ကတောက်ကြနေသွားတော့တော်တော်များပြောတယ်အရှိပါပါကျွန်တော်ရက်ွက်အပြိုကြောကြီးဖြစ်ပါတယ်ဒါလေးရပါမို့လှတော့လှဒါကြီးတော့ဝင်ရကိုစောင့်နေကြတာဖြစ်
2 3ကျွန်တော်ပထမအဲ့ရှိရကောင်ရှေခဲနဲ့လောက်ထားရထင်တယ်ဒါပေမဲ့မဟုတ်ဘူးတော့ဟိုရိုးစက်ကူရုပ်ကိုဗျာ lighting ပေးလိုက်တာ lighting ပေးလိုက်တော့အဲ့လိုဟိုလိုဖြစ်သွားတကယ်ကရှေခဲရုပ်မဟုတ်ပါဘူးကျွန်တော်အခုတောထဲကယူလန်းကြားထဲမှာစကားပြောပြီးလမ်းလျှောက်နေလို့Gryffindor နှစ်ကောင်နဲ့တော့ဆရာကြီး Slytherin နှစ်ကောင်ဖြစ်ပါတယ် ကြောက်လားကြောက်လား မကြောက်တယ်မကြောက်တယ်တကယ်တော့ဒါကဘာလဲဆိုတော့ OC ရဲ့ပြည်သူဥယျာဉ်ပေါ့ဗျာဒီလားပြည်သူဥယျာဉ်မှာအဲ့လိုမီးထွန်းပြီးတော့ကျွန်တော်ကတာဇန်နေပေါ့ပြေမပြေကင်မရာကိုင်တာကင်မရာကိုင်တာမင်းကလေးတွေအကုန်ခိုင်းလို့ရတယ်ပြေတန်းနေမနေရောလို့ဆက်ရှောင်းလိုက်ပါမယ်ခင်ဗျာရှေ့မှာတားမြစ်ထားတဲ့တောအုပ်ထဲမှာ Forbidden Forest Dragon မဖိုင်ပါပါတယ်What is it, Fang? Oof. Wait till my father hears about this. ဆက်ရှိပါတယ်ဒီမှာစင်တကောင်ဖြတ်သွားပါပြီအနောက်အစင်းတော်သေးပါတယ်ညောင်သူကြီးကြောင်ရောင်ဆောင်ပါသေးတယ်ဂျိုးတစ်ချောင်းမြင့်ဖြစ်ပါတယ်ဂျိုးတစ်ချောင်းမြင့်ကိုသွေးကိုတောက်တဲ့လူကချိန်စာတော့တင်တယ်ဒါပေမဲ့ဒိုင်ယာမန်သမားပြောက်တယ်ပြောပါတယ်ဒါပေမဲ့ဂျိုးတစ်ချောင်းမြင့်ကအရန်ဟိုတန်ရှင်းစင်တဲ့အတွက်သူ့ကိုတတ်လိုက်တဲ့လူကသူ့တွေ့တောင်းမိတဲ့လူကတော့ချိန်စာတင်တယ်လို့ပြောတယ်ဒီလိုဖြစ်ပါတယ်ဒီလိုယူနီကောလေးနှစ်ကောင်ဖြစ်ပါတယ်တော့ဟိုကလမ်းရှောင်းနေတဲ့ကျွန်တော်တို့ကားပြန်စီရတော့ကျွန်တော်ကားပြန်ကိုကျွန်တော်ဝယ်အောင်ကောက်မယ်လောက်ချက်ဘယ်လောက်ရှိလဲကြည့်မယ်ဘာညာ RTA ထူလို့ရမလားလုံးချင်းလို့ရမလားချီချောင်းကျင်းထဲလို့ရမလားပွဲစိုးလေးကွာကဲကားပြန်စီရောက်ပါပြီWhat ဖြစ်ပါတယ်ဒါတော့ပြင်ငွေစီရောက်တဲ့အခါဖြစ်ပါတယ်Sons and daughters do not harm Hagrid on my command. But I cannot deny them fresh meat when it wanders so willingly into our midst. Good boy. This spider boy lay out, Mike.
the misunderstood princess, my dear. ကျွန်တော်တို့လည်းချက်တယ်ကျွန်တော်ကတော့ရှော့ဝိုင်းဖြစ်ရော Let's be off. ပြောလာပြီ You feel like you're actually in the forest. You're part of the movie. ကျွန်တော်တော့မဲတူးနေတာကင်မရာရိုက်တော့ရိုက်နေတာပြီးဘာပုံထွက်လာမလဲမသိဘူးကျွန်တော်တို့ Sound ကြည့်ရပါမယ်အဲ့ဒါတွေကဗျာဆောင်းဖက်ကကျွန်တော်ကသုံးရမှာလဲဘယ်လိုပြောမလဲစားရမှာလဲတက်တက်ချက်ချက်ပြည့်ရမှာလဲအစီနဲ့တဝင်းဝင်းဆိုလို့မျိုးအဲ့ကောင်က copyright ညိရဗျာ copyright ညိ Facebook ကပြဿနာမရှိဘူး YouTube ကကြာ copyright ညိအဲ့ဒါကြာလာရင် channel မှာနည်းနည်းလေးပြဿနာတက်တယ်ခရီးတော့ဘာမှမသိဘူး तू ကျွန်တော်ပြင်လာနိုင်မယ် तू ရိုက်ခံမယ်ပြီးပြီးသွားတယ်ကျွန်တော်အဲ့မှာရိုက်ရတယ်ဗီဒီယိုတွေကြိုင်ရတယ် Facebook ကိုတင်ဖို့စာရေးစီရတယ်တယောက်တည်းပြီးတော့ကျွန်တော်ဆရာကြီးဝင်လို့တရားဟိုလိုမလုပ်ဘူးလားငါ့လိုမလုပ်ဘူးလား အဲ့တော့ပြောရင်တာယူမင်းမမီတာယူဒီလည်းကောင်းစားတယ်တာယူဘာလဲမသိရှင်ပါခဏဘာဖြစ်လာလဲလို့အဲ့ဒါဟုတ် Well, we'll get to that later. ကိုလာတော့လားခိုင်ကပြောတယ်ဘာပေါ့ရ ဒီဘက်တော့တဲ့ဖက်တစ်ခါလေး So, it may just be the last. Let's go Thank you so much Thank you All right Just remember, your patrols can only protect Right, you set as up. long as you stay focused. Expensive petrol It wasn't petroleum. ပြောရဗျာအဲ့မော်တော်ချောင်းလေးကမော်တော်ချောင်းနဲ့လို့လို့ရ Aspetto Petroleum ဆိုရင်အဲ့မှာအကောင်လေးရလျှောက်ပြီးလူကြီးဆိုတာဗျာတကယ်ခလေးတရားမှမပေါ့ဘူးမှကြည့်မပေါ့ဘူးအဲ့ခလေးကိုလေအဲ့မော်တော်ချောင်းပါလူတွေအတွက်ငါမော်တော်ချောင်းပါလူကကိုတုတ်ပေါ့ကျွန်တော်ကတုံးမပေါ့သူများတုတ်ကြရအောင်သူများတုတ်ဆိုမော်တုတ်ပြောတာနော်ကျွန်တော်မိမလုပ်နေဖြစ်ပါတယ်ပြီးရင်မော်ဆရာကြီးတော်တော်တက်မှာဖြစ်ပါတယ်မော်ဆရာကြီးတော်တော်ပါ Yeah Expect your petroleum now more all I Thank you I forgot about that. ထုံးနေဖြစ်ပါတယ်โอ้မဲတူးနေဘာမှမမြင်အောင် Yeah ဘာမှတော့မမြင်အောင် ဟောမဲတူးနေဒါ DJI မို့လို့ GoPro ဆိုရင်လောကမြင်ရတော့ GoPro လိုးလိုက်လုံးဝမကောင်းအောင်9နာရီခွဲပိတ်မှာဖြစ်ပါတယ်အခုတော့9နာရီထိုးနေပါပြီခင်ဗျာဟိုမှာတီးထုတ်ပေးလိုက်မှာဖြစ်ပါတယ်တက်ပြောပါမယ်အိမ်မှာတော့ရိုက်ပေးလိုက်ပါအောင်မယ်1 2 3 IB ဒီနေရာတော့ရိုက်ကိုရိုက်ရအောင်တက်ခလားတော့လည်းကြောက်ရပါတယ်နားမှာပြပါတယ် Come on, Amy. ချိန်ပြည့်သွားလို့ထင်ဟောလာပြီလာပြီ No. အာတူတရီယာပြီတော့လို့မရအောင်ဘာသာမှမကြအောင်ဟောအိမ်နေတောင်း
တုတ်တန်တစ်ချက်ပြလိုက်ပါပေါ်တော့တာမပါလို့ဖုန်းနဲ့လုံနေဒါဟယ်ရီပေါ်တာတွေကကျွန်တော်တို့ပဲပဲပေါက်ဖြစ်ပါတယ်ပဲပဲပေါက်လင်မမှာချိန်တာနောက်တာပါအဲ့ကောင်လေးကိုကားလွှိုင်းမှာချိန်တာဖြစ်ပါတယ်ကားလိုက်ကိုကားပိတ်မုံတရားဖို့တော့ပါအဲ့ရစာပိုးတဲ့ကောင်မလေးမဟုတ်ဗျာစာပိုးတဲ့အနောက်ကဖားခေါ်လဲဇီးကွက်တွေဖြစ်ပါကောင်မလေးအကြောင်းပြောလို့မရဘာလို့ဆိုတော့ကျွန်တော်မိမရှိအဲ့လေစာပိုးတဲ့ဇီးကွက်လေးဖြစ်ပါဇီးကွက်ကိုကျွန်တော်ငယ်ငယ်မှာလို့ငါဆိုးလားမသိပါလားဇီးကွက်ကိုညားနေတာအဲ့လိုရှိရနော်ခေါ်တာလေးလို့သူ့ကိုမြင်လို့မကောင်းဆိုပြီးတော့လေကျွန်တော်မသိဘူးဘာပြောမှတော့လဲဆိုပြောလို့မေ့သွားတယ်ဒီမှာကဘာကိုတော်တော်အဓိကခံစားရလဲ share air ရဗျာညောင်းဒီရအရင်အင်းကြီးကျွန်တော်ကတော့တကယ်တော့ night club လည်းရောက်နေတာမဟုတ်ပါဘူး Harry Potter ဘီးရောက်တော့ကြားထဲမှာဖြစ်ပါတယ်တော်တော်အေးပါတယ်ငိုးမရှေ့မှာအေးပါတယ်ဆိုလာကားပြနေတယ်ငိုးမတီးထုတ်ပေးလိုက်ရရင်တော့ကွာတော်တော်အေးနေပါပြီငိုးမAfter tonight, no one will ever again question my power. There's no good and evil. There, look at the camera. There is only power. Those too weak to seek it. Tu là cái mà từ ra đâu để chọn đâu hôm nay đâu để chọn đâu bị bao quá anh em mà bịa em mà này này bác mỹ à đi bác xem rồi đi bác bịa quá nó này này bác xem rồi xem bịa rồi bịa được em mà không phải đi đi ra này mà vậy à tụi em bố xảy ra oh shit ôi trời ơiကျွန်တော်ငယ်ငယ်ကကျွန်တော်တို့လူကြီးဆိုတော့ကျွန်တော်တို့15 14 13 12လောက်ပါလူကြီးကျွန်တော်တို့တုတ်နေကြစကားရှိတယ်ထီးလိုမှုလိုဆိုတာထီးလိုမှုလိုလေးထီးကိုဖြတ်ပြီးမှုလိုကြော်စားလိုက်မှာအဲ့ဒါစ I love mochi ဒီမှာကျွန်တော်ပြောနေတာနားမလဲသူအဲ့မှုကြိုက်တယ်လားလို့ကျွန်တော်ပြောတဲ့မှုလဲသူမသိဘူးဗျာတိလားသူအဲ့မှုကိစ္စပဲလိုက်ပြောနေတယ်ဟိုကြိတ်တယ်ဆိုတော့အမှန်တရားပဲ ပေါ့ပေါ့ရောက်ပါပြီကျွန်တော်တို့ခုနတအုပ်စုလုံးအပြင်ရောက်နေကျွန်တော်ကသူတို့ရှေ့ရသွားပြီးတော့ခုအနောက်မှမရောက်ဘူးအများကြီးစောင့်နေအားနာပြေးလာမောတယ်ရသူတို့ဟိုပြရတယ်ပဲဖြစ်ဖြစ်လိမ့်ဆန်အောင်ပဲဖြစ်ဖြစ်ကစားပွဲပဲဖြစ်ပြန်ထွက်လာတယ်နောက်ဆုံးထွက်တဲ့နေရာရောက်မှာအားလေးရောက်တယ်ဟာလေးရောက်လာလဲဆိုတော့ဘာတရားပစ္စည်းလေးရောပြင်ဈေးကတော့တော်တော်ကြီးထိုင်ဝယ်ကြတော့ပဲကျွန်တော်ရဲ့မွေကြီးကိုကြည့်လိုက်ပါအောင်မယ်ကျွန်တော်ရဲ့မွေကြီးဖြစ်ပါတယ်ဘာလဲပါလေလဲမလဲကျွန်တော်ဒါလေးဝယ်ပါမယ်ဒေါ်လာ20စေတရင်ချိတ်လို့ရဘတ်တာဘီယာဖြစ်ပါတယ်
တို့ရောင်နဲ့ပတ်သက်ပြီးကျွန်တော်မတောက်တော့ဘူးလို့အတိညီလေးတယောက်ကောင်းတယ်တောက်ကြည့်ပါဆိုတော့တောက်ကြည့်မို့25ကျက်တယ်ဘတ်တာဘီယာဟုတ်ဒီကဲ တကယ်ပြရ ချိုစိတ်နေအဲ့ဒီလူလဲဆိုတော့ကျွန်တော်တော့တိတ်ကြီးမလားအဲ့မဲ့ Harry Potter fan တွေပေါ့ Potter ဟဲ့လားအဲ့လိုပဲရောလာတဲ့နေရာထက်ပါနည်းနည်း Harry Potter ခုနေပြောကျွန်တော်ကနည်းနည်းအထင်သေးတာပေါ့နော်အထင်သေးတာဆိုတော့ကြီးတွေပါလေဒီရားကောင်တွေကအဲ့လိုရိုးရရားလောက်လုံးနိုင်ထင်တာမဆိုးတော်တော်မိုက်တယ်အဓိကပစ္စည်းတော့မကွာတော့ဘူးဟိုလိုပြောမယ်စကားပြောနေတယ်အဓိကက idea ကောင်းတာပဲ idea ညီကြီးပဲအဲ့လိုတော့မကွာဘူး idea ကောင်းတာမိမအခုစကားပြောမျိုးလို့ရှိသေးတယ်ဓာတ်ပုံရိုက်ဖို့လုပ်နေပြီအဲ့တော့ကျွန်တော်ခဏသွားလိုက်ပါအောင်ခုမှတက်လာပါမယ်ခုနကပြန်ဆက်ပြောရခုနကHarry Potter Forbidden Forest အဲ့မှာစာလေးပါပြီးတော့ဒီမှာဗတ်တာပြရတော့ပါဟောရတာဘာနဲ့တော့တူလဲတော့ caramel ရတာအဲ့ကျွန်တော်ပေါ်တာဒုတိယကြိမ်ဘီဟာ0 alcohol တောက်ဘူးလားပထမတစ်ခေါက်ကအင်ဒိုနီးရှားသွားတော့အဲ့ဘင်တာဝယ်တော့တစ်လုံးတောက်လိုက်နှလုံးတောက်လိုက်မတော့ဘာဖြစ်မှမသိပြီးတော့ကြည့်လိုက်တော့ဘယ်ဟုတ်လဲ0 alcohol ဖြစ်နေဒါလည်းဒုတိယကြိမ်တောက်တော့ဒါဒီကောင်တော့ချိုးတယ်ပဲဘီဟာနဲ့တော့မတူဘူးအဲ့ကာရာမယ်နဲ့ချောကလက်နဲ့ရောရတဲ့ဥစ္စာကိုရေဖြောပြီးတော့လို့ရေလေးနည်းနည်းရောပြီးတောက်နေရတယ်ကွာ25ကျက်ပေးတာဘာဝင်ရမပြောတော့ဘာဝင်လဲဆိုရင်စကားကြုံလို့ပြောရအောင်တချို့ blogger တွေရှိတယ်ဗျာမြန်မာဝင်နဲ့တွတ်ပြတယ်ခရမ်းညီနီတစ်လုံးဘလောက်ဘာညာပေါ့မြန်မာဝင်နဲ့တွတ်ရင်အားလုံးမတန်တာအမှန်တယ်ဗျာဒါပေမဲ့သူတို့ပြောနေတဲ့ပုံစံကြီးကမြန်မာပြည်ကလူတွေကပဲဝယ်မစားနိုင်ဘူးသိရမလားကိုကအဲ့လိုမျိုးသူတို့ပဲလို့ဝယ်စားနိုင်တဲ့ပုံစံမျိုးပဲသိရမလားအဲ့လိုနှုံးကားလိုဝယ်စားနိုင်တာပဲပုံစံမျိုးပါအဲ့ရအဓိပ္ပာယ်မရှိဘူးဒီနိုင်ငံမှာနေရဗျာဟိုအဲ့လောက်ဈေးကြီးအောင် online တဲ့အကြောင်းမရှိဒီနိုင်ငံကပတ်စံနဲ့ရတာဗျာအဲ့တော့ကျွေပြတယ်အဲ့ဒီကြည့်လို့မရဘူးကျွန်တော်တချို့တော့ blogger တွေပါတချို့တွေကတော့အဆင်ပြေပါကဲအလူဖုတ်တယ်များပါပြီဒီနေ့ကျွန်တော်ဒီလောက်ပါပဲနောက်နေ့ကျမှပြန်ပြကြပါမယ်ခင်ဗျာဒီလိုလေးဒီမှာပဲနားဝင်ပြပါ